နိုင်ငံကျော်ဇွဲထက်ရဲ့ထူးချွန်ဝန်ထမ်းကောင်းဖြစ်ရွေးချယ်ခံရတဲ့သူကတော့ခံမန်းတာပန်လားဆိုတော့ပြင်တွေ့ရမှာဖြစ်ပါတယ် Assistant Director ဒေါ်ထွေထွေခိုင်ဖြစ်ပါတယ်နောက်ထပ်ဒေါ်အေးသူလေးဖြစ်ပါတယ်ရုံးကြကျွန်တော်ဘောက်ပြီးတယ်မှာနောက်သက်စာပဲပြရအောင်တင်ကြဖို့ကြံခဲ့တယ်အော်ဝေကောင်းတော့နောက်ထပ်ထူးချွန်ဝန်ထမ်းကောင်းနောက်တစ်ဦးရွေးချယ်အောင်မှာဖြစ်ပါတယ်ခင်ဗျာဘယ်ကနေအော်ဝေရပြီးတော့အလုပ်ပါလေတက်ကြွသူဖြစ်ပါတယ်ခင်ဗျာအသက်ရှင်နေလေးတွေကဆွဲတဲ့ကိုရောက်လာပြီးဆွဲတဲ့စူရီယာပြည်သားတို့ဖြစ်နေတဲ့သူဆိုရင်မမအောင်ခင်ဗျာကဲဒီရမှာသူဖြစ်နေစပေါ်လာနေတဲ့ကြောင်တော့ဗျာဖွင့်လိုက်ပါပြီနိုင်ငံကျော်ဇွဲထက်ရဲ့ရွှေနှစ်ဆက်စာဖြစ်ပါတယ်ခင်ဗျာပထမအနေနဲ့ညီမတို့ကိုအရေးကောင်းကောင်းပြီးတော့ထူးခြားမှုပေးပါတယ်ညီမတို့ကကြတော့ဒါဖြစ်နေကြလို့ညီမတို့ဝန်ထမ်းလို့မဆက်ဆံနေနဲ့ကိုယ့်ရဲ့သမီးလို့မိသားစုလို့ပေါ့နော်ဒီကျောင်းတက်ကနေစပြီးခုချိန်အိမ်အောင်ကြတဲ့ဒီကိုတယောက်တည်းမဟုတ်ကိုယ့်ရဲ့အမျိုးသားပါဝင်ကိုယ့်ရဲ့ဒီတလက်မရစာမိသားစုကိုကိုနဲ့ပတ်သက်ရမိသားစုကိုပါဒါလုံခြုံမှုပြေဝပြည့်ရတဲ့ပဲအဲကြောင့်လို့ဒီခုချိန်ဒီပေါ်တော့တက်ပြီးတော့ထုတ်ခဲ့ရတာဒီကမှာကုသအောင်ကြာပြုပြီးတော့လည်းများများလုံးနဲ့တိုင်နေတဲ့အခါမှာဘောလုံးသားရအောင်များလို့ပန်းမှုကြီးပေးမယ်လို့ဆုံးဖြတ်တာပဲအားလုံးဒီလိုမျိုးBiggest branded quality first နိုင်ငံကျော်ဆွဲထက်